မျက်မမြင်မိန်းကလေးတူသည်သူမ၏ခင်ပွန်းအသက်ခံလိုက်ရသည်ကိုမသိရှိပါသူမသည်ခင်ပွန်းဖြစ်သူကိုနှမ်းခေါ်တော်လဲညီတီတုတ်ပြန်မှုများမရရှိပေတုတ်ပြန်မှုရှိသည့်အခါသူမသည်ရေချိုးရန်အတွက်ရေချိုးခန်းထဲသို့တွားခဲ့သည်ထိုအချိန်မှာပင်အမျိုးသားတူသည်ဓာတ်တစ်ချောင်းကိုကိုင်ဆောင်ကာရေချိုးခန်းစီသို့တိတ်တဆိတ်လျှောက်လာခဲ့သည်ထိုအမျိုးသားကမိန်းကလေးသည်မျက်မမြင်မဟုတ်ပဲမျက်မမြင်ဟန်ဆောင်နေသည်ဟုတန်တရားရှိနေသဖြင့်ရေချိုးခန်းအပြင်ဘက်မှနေ၍သူမ၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေသည်မိန်းကလေးကတပတ်လန်းယူသည့်အခါထိုအမျိုးသားကသူမကိုတားဆီးရန်ညှင်းသားစွာကြိုးစားတော်လဲမိန်းကလေးကညီတီကိုများမသိရှိတဲ့ကဲ့သို့တုတ်ပြန်မှုမပြခဲ့ပေသူမသည်တစ်ဖက်ကိုအေးဆေးစွာကောက်ယူကာကပ်လိုက်ပြီးရေချိုးခန်းထဲမှထွက်လာခဲ့သည်ထိုအခါမှသာထိုအမျိုးသားသည်မိန်းကလေးမှာတကယ်ပင်မျက်မမြင်ဖြစ်ကြောင်းယုံကြည်သွားခဲ့သည်မိန်းကလေးသည်သူမ၏ကြောင့်ကိုပွေ့ချီကာထမင်းချက်ရန်မိဖို့ကြောင့်တို့သွားခဲ့တော်လဲသူမခင်မိုး၏အလောင်းမှာတွေးအိုင်တဲ့တွင်လဲလျောင်းနေသည်ကိုမသိရှာပေသူမခြေချော်သွားသည့်အခါလက်ဖြင့်တွေးကိုသွားထိမိပြီးထူးဆန်းသည်ဟုခံစားလိုက်ရသည်သူမသည်ကြမ်းပြင်ကိုလက်ဖြင့်ဆန်းကြည့်ရမှာခြေထောက်တစ်ဖက်နှင့်အနီးရှိတာတစ်ချောင်းကိုဆမ်းမိသွားသည်ထိုအခါမှသူမသည်ကြောက်လန့်တကြားဖြစ်ကာမိဖို့ကြောင့်ထဲမှပြေးထွက်လာခဲ့သည်သူမအပြင်သို့ထွက်လာသည်နှင့်ထိုအမျိုးသားသည်သူမရှိတွင်ရက်နေသည်မိန်းကလေးသည်တစုံတစ်ယောက်ကသူမခင်မိုးကိုတက်လိုက်ပြီးဖြစ်ကြောင်းနားလည်သွားခဲ့သည်ထိုအမျိုးသားသည်မိန်းကလေးအားကြောက်လန့်တကြားဖြစ်ပြီးအမှန်တိုင်းပြောလာစေရန်အိမ်သုံးဆောင်ပစ္စည်းများကိုကြမ်းပြင်ပေါ်သို့တွင်းပစ်ကာခြောက်လန့်ခဲ့သည်မိန်းကလေးသည်အိတ်ခမ်းထဲသို့ပြေးဝင်ကာတကားပိတ်လိုက်ပြီးအကူအညီတောင်းရန်ကွန်ပျူတာဖြင့်အီးမေးလ်ရန်စူးစမ်းခဲ့သည်ထိုအချိန်တွင်ထိုအမျိုးသားကသတင်းပေါက်ကိုရိုက်ခွဲကာအထဲသို့ဝင်လာပြီးမိန်းကလေးကိုဖမ်းကာကတင်တွင်ချီနှောင်၍ဓာတ်ဖြင့်ချင်းချောက်ခဲ့သည်သူမ၏ခြေထောက်တွင်ပင်နေသောတွင်းများကိုလည်းသူကတန့်ရှင်းပေးခဲ့သည်ထိုစဉ်သူမ၏ဖုန်းထဲသို့ဖုန်းဝင်လာရာထိုအမျိုးသားကသူမကိုဖုန်းပြောနိုင်ရန်လက်တစ်ဖက်ကိုဖြေပေးခဲ့သည်မိန်းကလေးသည်အခွင့်အရေးကိုအသုံးချကာအနီးရှိကင်မရာတစ်လုံးကိုဝတ်ထားလိုက်သည်ထိုအမျိုးသားကသူမ၏ခင်ပွန်းပတ်စံများဘယ်မှာဝတ်ထားသလဲဟုမေးသည့်အခါမိန်းကလေးကကင်မရာဖြင့်သူ့ကိုရိုက်ကာထွက်ပြေးခဲ့သည်သူမသည်လျင်မြန်စွာလွတ်မြောက်နိုင်ရန်လှေကားမှဆင်းမပြေးဘဲထိတ်ဆင်းသွားခဲ့သည်မိန်းကလေးသည်လမ်းပေါ်သို့ပြေးထွက်သွားပြီးအကူအညီတောင်းကာအော်ဟစ်ခဲ့ရာအမျိုးသားတဦးကူညီရန်ရောက်လာတော့လဲထိုသူမှလည်းလူသက်သမားနှင့်ဂိုင်းလူတစ်ယောက်ဖြစ်နေသည်ညင်းတို့နှစ်ဦးသည်မိန်းကလေးကိုထိုအိမ်သို့ပင်ပြန်ခေါ်လာပြီးပတ်စံများဘယ်မှာလဲဟုထပ်မံမေးမြန်းခဲ့သည်မိန်းကလေးကဘာမှမသိကြောင်းညင်းဆိုနေစဉ်ညင်းတို့အနက်မှတဦးကနေရန်ပေါ်ရှိတပ်ပုံတစ်ပုံကိုတန်တရားဖြစ်ကာဖယ်ရှားကြည့်လိုက်ရာတပ်ပုံနောက်ွယ်တွင်ဝတ်ထားသောပတ်စံအမြောက်များကိုတွေ့ရှိသွားခဲ့သည်